တခုခုလုပ်ဖို့ကြံပြီးမှဘာလုပ်မလဲဆိုတာရုတ်တရက်မေးသွားတာလေအာယုံစူးစိုက်လို့မရတဲ့ခံစားမှုမျိုးတွေကြုံတွေ့နေရပြီလားဒါကိုတမန်မိတာလို့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့ဒီလိုမျိုးခဏခဏဖြစ်ခြင်းဟာကိုယ့်ရဲ့အုံနောက်ကအချက်ပြနေတဲ့ brain fog ဆိုတဲ့လက္ခဏာဖြစ်နိုင်ပါတယ်ဆရာပြောတဲ့ brain fog ဆိုတာယောဂတစ်ခုထက်လက္ခဏာတစ်ခုပဲဖြစ်တယ်အုံနောက်အတွင်းမှာ neuroinflammation လို့ခေါ်တဲ့အာယုံကြောရောင်ရမ်းမှုဖြစ်တာနဲ့ neurotransmitter လို့ခေါ်တဲ့အာယုံကြောအချက်ပြတွေကဟန်ချက်ပြက်လာတတ်ပါတယ်အဲ့လိုဖြစ်လာတာနဲ့ဆရာတို့ရဲ့အုံနောက်ရဲ့လှုပ်ဆောင်ချက်ကနှိကွေးသွားတာပါဒါကြောင့်မလို့ဆရာတို့က cell တွေကနေမှတစ်ဆင့်ပြန်လည်ပြုပြင်ဖို့လိုပါတယ်ဒီလိုခဏခဏမေးတတ်တဲ့ပြဿနာတွေကိုတိုက်ဖြတ်ဖို့အတွက်အိမ်မထားတွေကိုစားပြရမယ် omega 3လို့ခေါ်တဲ့ငါးကြီးစီကိုစားပါငါးကြီးစီကအုံနောက်ထဲက cell တွေရဲ့နေရံတွေကိုခိုင်မာစေပြီးမှတ်ဉာဏ်ကိုတိုးတက်စေတယ် antioxidant တွေရတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကအုံနောက် cell ရဲ့ပျက်စီးမှုကိုကာကွယ်ပေးတယ်အုံနောက်ထဲမှာရှိတဲ့ circulation လို့ခေါ်တဲ့သွေးလက်မှတ်မှုကောင်းမှုအတွက်ဂျင်းပိတ်ရှင်းတစ်ချက်ပိုးတို့ကိုအသုံးပြုနိုင်တယ်အဲ့အရာတွေကအုံနောက် cell တွေကိုအောက်ဆီဂျင်ရောက်ရှိမှုအများကြီးမြင့်တင်ပေးပါတယ်ဆရာတို့ရဲ့ရွှေဘော်ကျွန်းအာယုံကြောအားတိုးစေတဲ့သဘာဝစွမ်းအားထဲမှာစင်တုံးမနယ်နဲ့ခပေါင်းကြီးကိုအခြေခံထားမှာလို့အုံနောက် cell တွေပျက်စီးမှုကိုကာကွယ်ပေးပြီးမှတ်ဉာဏ်ကိုပြန်လည်နှိုးချစေတဲ့ adaptogen အားနည်းတင်ရှိပါတယ်။ဒီချပိုးကလည်းအုံနောက်အတွင်းမှာရှိတဲ့သွေးလက်ပတ်မှုကိုအားကောင်းပြီးတော့အာယုံစူးစိုက်မှုကိုအများကြီးမြင့်တင်ပေးပါတယ်။လေ့ကျင့်တဲ့အနေနဲ့ကတော့ဆရာတို့တွေကနေ့တိုင်း9မိနစ်အသက်ပြင်းပြင်းရှူပြီးတော့ကိုလုပ်ရမယ့်အလုပ်တွေကိုပဲပုံဖော်ကြည့်ပါဒါကအုံနောက်ရဲ့ prefrontal cortex ဆိုတဲ့အရာကိုအလုံးကိုအားကောင်းစေပါတယ်အာယုံစူးစိုက်မှုကိုပြန်လည်ရရှိဖို့ရဲ့အတွက် meditation လို့ခေါ်တဲ့တိတ်ဆိတ်တဲ့နေရာမှာငြိမ်သက်စွာထိုင်ခြင်း journaling လို့ခေါ်တဲ့ကိုယ့်ရဲ့ diary နေ့စဉ်ရေးခြင်းကိုပြုလုပ်ပေးပါအုံနောက်ရဲ့မှတ်သားမှုစနစ် encoding process ကိုလုံးဝအားကောင်းစေပါတယ်ဒီလိုမိတတ်တဲ့ပြဿနာကအသက်အရွယ်ကြောင့်မဟုတ်ဘဲနဲ့ကျန်းမာရေးအတွက်ဟန်ချက်ပြတ်နေရမျိုးဖြစ်တတ်တယ်။ဒါကြောင့်စနစ်တကျတိုင်းပြီးဆွေးနွေးပြီးတဘာဝအပင်ရဲ့စွမ်းအားနဲ့မိမိရဲ့အုံနောက်ကိုပြန်လည်လန်းဆန်းစေဖို့ဆရာကတိုက်တွန်းပေးပါစေ။ကိုယ့်ရဲ့မှတ်ဉာဏ်နဲ့အုံနောက်ကျန်းမာရေးအတွက်စနစ်တကျဆွေးနွေးလိုတာကဆရာတို့ရှုဘောကျွန်းကထုတ်တဲ့တဘာဝအာယုံကြောအားတိုးစေတဲ့အပင်စွမ်းအားများရှိပါတယ်။ဆက်သွယ်မိမြန်လို့ရပါတယ်။